ဒါကိုသိလားမြန်မာငွေ1000ကျော်နေပေါ့နော်အကောက်ရှိစစ်ဝယ်လို့ရမယ်ဆိုတော့မယုံလားမြန်မာငွေကျပ်1000ကျော်နေပေါ့နော်မီလီယံခောက်ရှိစစ်ကိုဝယ်လို့ရမယ်ဆိုရင်ကိုယုံလားဒါလေမြန်မာငွေကျပ်1000ကျော်နေပေါ့နော်အကောက်ရှိစစ်ကိုဝယ်လို့ရမယ်ဆိုရင်တီယုံလားညီမလေးရွှေဒါကိုသိလားမပေါ့နော်မြန်မာငွေကျပ်1000ကျော်နေပေါ့နော်အခောက်ရှိစစ်ကိုဝယ်လို့ရမယ်ဆိုရင်ရောမယုံလားကိုရွှေဒါကိုသိလားဟုတ်လားအမောင်တို့ရွှေဒါစိတ်ရွှေနာဆိုင်ကိုသိလားမသိဘူးနော်မင်္ဂလာပါမမမင်္ဂလာပါနာမည်လေးအနေလေးဆိုင်လေးချက်လောက်မိတ်ဆက်ပြပါစိန်စီရှိတော်ပြီနာမည်လေးကနာမည်လေးကစိန်စီဟုတ်အမပေါ့နော်ရွှေသားကိုသိလားဟုတ်သိရအမရွှေသားကိုရောဘယ်ကနေပြီးတော့စသိရလဲTikTok ပေါ်ကနေတွေ့ရသမီးက Facebook ပေါ်မှာလည်း like တွေကြည့်ရဟုတ်အရင်ကအားပေးဘူးလားအရင်အားပေးဘူးရဘာပစ္စည်းလေးအများဆုံးအားပေးဘူးလဲဗျ 80k လေးရွှေကလေးလေးရပြီးကြရွှေလက်စုပ်လေးတွေမဘယ်ဆိုင်ခွဲလေးမှာအလုံးအများဆုံးလဲဥပကုန်းကြော်သားလေးရလားမသိဘူးအဲ့ဒါလေးမှာလေတမဝီဟုတ်တယ်ဟုတ်တယ်ဆိုင်မက်တွေလေးပေါ့နော်ဟုတ်မမပစ္စည်းလေးအားပေးဖို့ဆိုမမကျွန်တော်တို့ဆိုင်မှာပေါ့နော်ဘေးပစ္စည်းလေးကိုသဘောကျတယ်အကုန်လုံးသဘောကျတယ်အကုန်လုံးလာတယ်ဆိုင်ဝန်ဆောင်မှုလေးနဲ့ပတ်သက်ပြီးတော့တစ်ချက်လောက်အကြံပေးချင်တာလေးများရှိသေးလားဗျရှိအကုန်လုံးတောင်းဝင်ကြပါတယ်ဆိုင်ဝန်ကကျေးဇူးပါမမနောက်လည်းအားပေးပါအောင်နော်အချိန်ပြည့်လို့ကျေးဇူးပါဗျဟုတ်မင်္ဂလာပါညီမလေးမင်္ဂလာပါရှင်နာမည်လေးရဲ့ညီမလေးနေလေးဆိုင်လေးတစ်ချက်လောက်မိတ်ဆက်ပေးပါနာမည်ကငိမ့်စီစဉ်တွေပါနေလေးစားတော့အကွက်3ခုခုအောင်ချမ်းသာတန်နောက်စိတ်မန်းရတာပဲညီမလေးရွှေသားကိုသိလားဟုတ်ကဲ့တက်တော့ပေါ်တော့ကြည့်ပါတယ်TikTok ပေါ်မှာ follow လုပ်ထားတယ်တက်တော့မလုပ်ထားဘူးကိုရွှေသားမှာဆိုရင်ပေါ့နော်ဘယ်လိုလေးရလဲဆိုရင်ညီမလေးသိထားတယ်အဲ့လိုတော့မသိဘူးဗျာကိုရွှေသားမှာဆိုရင်ပေါ့နော်မြန်မာငွေကျပ်1000ကျော်နေစပြီးအခောက်ရွှေ69ပေါ့နော်ညီမလေးကိုယ်တိုင်ဝတ်ဆိုလို့ရတယ်လို့ညီမလေးရဲ့ချက်ရသူလေးလက်ဆောင်ပေးလို့ရပါတယ်ဟုတ်ကဲ့ရှင်ဒီလိုအချိန်ရဆိုရင်ကိုတို့ဒီ icon စင်နာလေးမှာကိုတို့ရွှေသားဆိုင်ရှိရပေါ့နော်အချိန်ရဆိုရင်လာလေးလာဖို့တက်ဖိတ်ခေါ်ပါရဲ့လို့ဟုတ်ပါရှင်ကျေးဇူးတင်ပါတယ်ကျေးဇူးပါညီမလေးမင်္ဂလာပါမမင်္ဂလာပါရှင်နာမည်လေးရဲ့နေလေးဆိုင်လေးတစ်ချက်လောက်မိတ်ဆက်ပေးပါနေရဲ့လိပ်စာကျတော့ချင်းကြည့်နေရပါနော်နေနာမည်ကကျတော့လိမ့်ချန်နေမပေါ့နော်မြန်မာငွေကျပ်1000ကျော်နေပေါ့နော်အခောက်ရှိစစ်ကိုလို့ရမယ်ဆိုရင်ရောမရှိအောင်လားယုံပါလေဘာလို့ရှိရတော့မှာဆိုရင်ပေါ့နော်မြန်မာငွေကျပ်1000ကျော်ရင်းနဲ့အခောက်ရှိစစ်ကိုမကွယ်ဝလို့ရတယ်လို့မချရသူတွေလည်းဆောင်ပေးလို့ရတယ်ဟုတ်ဒီ icon ဇာတ်ပွဲထဲမှာလည်းပေါ့နော်ကျွန်တော်ရွှေတာလေးရှိရနော်အချင်းရဆိုလာလေးရဖို့တပိတ်ခေါ်ပါရဲ့ကျေးဇူးပါရှင်အခုလိုချင်းပြီးလေးကျေးဇူးပါခင်ဗျာကျေးဇူးတင်ပါတယ်ရှင်မင်္ဂလာပါကိုဟုတ်မင်္ဂလာပါနာမည်လေးနဲ့နေလိပ်စာလေးဆက်လောက်ဟုတ်ကိုစောလုံးဖပါတောင်းတမန်မှာနေကိုရွှေသားကိုသိလားဟုတ်သိရဗျ line ပေါ်မှာတော့တွေ့ဘူးတယ်ဗျဟုတ်ရွှေသားကိုဘယ် channel ကနေသိရလဲအဲ့လိုမသိဘူးဒီတိုင်းပဲTikTok သုံးနေတွေ့ဘူးတာရွှေဆိုင်ဆိုတာကိုလေမျိုးရွှေသားမှာဆိုဘာလေးရရလို့ကိုသိထားတယ်သိရအခောက်ရွှေဟိုလိုဘောလုံးလေးဆို1000ကျော်နဲ့ရမယ်တို့80k ဆွဲကြိုးလေးဆို3သိန်းကျော်ဝန်းကျင်ကနေစရမယ်ဆိုတာလည်းသိတယ်အများနဲ့ line ပေါ်မှာဆိုတွေ့ဖြစ်တယ်အဲ့ဒါကြောင့်မလို့မျိုးရွှေသားမှာအားပေးဘူးလားအဲ့လိုကတော့အားမပေးဘူးသေးဘူးတခြားဆိုင်တွေတော့အားပေးဘူးသေးအခုညီတို့ဒီ icon ပွဲထဲမှာလည်းပေါ့နော်ညှို့ရွှေသားကြီးလည်းရှိနေပြအခုချင်းရရဆိုရင်တော့လာကြည့်ဖို့လည်းဖိတ်ခေါ်ပါရနော်ကိုဟုတ်ကဲ့ပါခင်ဗျာဟုတ်ကဲ့ကျေးဇူးပါကိုကျေးဇူးတင်ပါတယ်မင်္ဂလာပါမင်္ဂလာပါမြန်မာငွေ1000ကျော်နေပေါ့နော်အကောက်ကြီးစစ်ဝယ်လို့ရမယ်ဆိုတော့မယုံလားယုံပါတယ်မလို့ရွှေသားမှာဆိုရင်ပေါ့နော်ငွေကျပ်1000ကျော်ဝင်းကျင်နေပေါ့နော်အကောက်ကြီးစစ်ကိုမကိုယ်တိုင်ဝယ်လို့ရတယ်ပေါ့နော်မချက်အတူလည်းလက်ဆောင်ပေးလို့ရပြဟုတ်ကဲ့ပါဘာလို့ဒီရွှေသားဒီ icon ဇာတ်ပွဲတွေမှာလည်းရှိရပေါ့နော် state စင်တာတွေမှာရှိရပြအချင်းရရဆိုရင်ပေါ့နော်လာလေးလာကြည့်ဖို့တဖိတ်ခေါ်ပါရနော်မဟုတ်ကဲ့ပါရှင့်ကျေးဇူးတင်ပါတယ်ပါမင်္ဂလာပါတီတီမင်္ဂလာပါဟာလေမြန်မာငွေကျပ်1000ကျော်နေပေါ့နော်အခောက်ရွှေစစ်ကိုဝယ်လို့ရမယ်ဆိုရင်တီတီယုံလားရှုံးပါတယ်ကိုခက်ကတော့ကျွန်တော်ရွှေသားမှာဆိုလဲပေါ့နော်မြန်မာငွေကျပ်1000ကျော်ဝင်းကျင်နေပေါ့နော်ကျွန်တော်အခောက်ရွှေစစ်ကိုဝယ်လို့တီတီကိုင်ဝယ်ဆိုလို့ရတယ်ပေါ့နော်တီတီရဲ့ချက်ရသူလည်းလက်ဆောင်ပေးလို့ရပြဟုတ်ပါကျွန်တော်ဒီအမရပူရာဇေယျပွဲထဲမှာလည်းပေါ့နော်ကျွန်တော်ရွှေသားလေးလည်းရှိရခင်ဗျဟို state စင်ရဲ့ဘေးမှာကျွန်တော်ရွှေသားလေးရှိရပေါ့နော်တကယ်လို့ဒီအချင်းရမယ်ဆိုရင်လာလေးလာဟိုလည်းဖိတ်ခေါ်ပါရနော်ဒီဟုတ်ပါဟုတ်ကဲ့ပါကျေးဇူးပါဗျကျေးဇူးပါဒီအနေနဲ့လေးစားလေးတစ်ချက်လောက်မဆက်ပေးပါဗျ။ဘူဘူဝဲမင်္ဂလာဂျမနီအခုပေါ့နော်မြန်မာငွေကျပ်1000ကျော်နေပေါ့နော်မီလီယံခောက်ရှိစစ်ကိုဝယ်လို့ရမယ်ဆိုရင်ကိုယုံလားမယုံဘူးမျိုးဆိုညီလေးပြောပြမယ်ပေါ့နော်ညီလို့ရှိရသားမှာဆိုရင်မီလီယံခောက်ရှိစစ်ကိုမြန်မာငွေ1000ကျော်ရင်းနဲ့အကိုကိုယ်တိုင်ဝယ်လို့ရတယ်လို့အကိုချက်ရသူတွေလည်းဆက်ပေးလို့ရပြတကယ်လို့အကိုလေးလာအကျဉ်းနေဆိုရင်ပေါ့နော်ကျွန်တော်ဒီဇေယျပွဲလေးရှိရအမရဝူရာ icon ထဲမှာပေါ့နော်ကိုလာလေးဟုတ်လာလေးလာလို့ရပါတယ်လို့ကျွန်တော်မနက်10:00နာရီနဲ့ညနေ9:00နာရီထိရှိမယ်ဗျဟုတ်အချင်းရဆိုလာလေးလာဖို့ဖိတ်ခေါ်ပါရနော်ကိုကြီးဟုတ်ကဲ့ပါဟုတ်ကဲခုလိုချင်းပြီလို့ကျေးဇူးပါခင်ဗျဟုတ်ကဲ့ပါဟုတ်မင်္ဂလာပါမ
ဟုတ်မင်္ဂလာပါ ဟုတ်မောင်လေးကိုလေးနာမည်လေးနဲ့လိပ်စာရေးချက်လိုက်ပြောပြပါလားမမ နာမည်မျက်မှုမကို အောင်မျက်မှောက်နော်လိပ်စာလေးရ အမရပူတာပါ အမရပူတာဟုတ်မောင်လေးရွှေသားစိတ်ရွှေနာဆိုင်ရောတိလာမသိဘူးနော်မဟုတ်ကဲ့မဘယ်ကနေစသိရလဲမသိဘူးနော်မ ဟုတ်ကျွန်တော်ကအဲ့ဘက်ကနေ အဲ့ သွား ဘ နေ က်ကနေမအခုမကန်တော်ကြီးဘက်မှာရန်အားပေးမဲ့ကတ်စတမာတင်တယ် ဟာ โอเคပါမလို့ဆိုင်မှာဆိုလို့ရှိရင်ပေါ့နော်မမလည်းကိုကတ်စတမာလည်းဖြစ်နေဆိုတော့ကြာလေ1000ကျော်နဲ့စပြီးဝယ်လို့ရရဆိုတာလေရောမသိထားသေးလားမသိဘူးဗျာ တခြားကဲလေးလား ဟုတ်တယ်ဗျာဒါကလေးတွေရှင်ပေါ်လုံးလေးဆိုလို့ရှိရင်1000ကျော်မှာစာရေးဦးဆင်လို့ရတယ်ပေါ့နော်မမโอเคပါမမောင်လေးတို့ပေါ့နော်အခုလိုလေးအချိန်ပေးဖိချားပေးရတော့လေကျေးဇူးအများကြီးတင်ပါတယ်မမဟုတ်မောင်လေးတို့ပေါ့နော်မောင်လေးတို့ဆရာစီရအတွက်စုမကောင်စကားလေးလည်းပြောပြပါအောင်နော်မ ဆိုင်ဝဲတွေအများကြီးဖွင့်နိုင်ပါသေးတယ် ဟုတ်ကဲ့ပါပြည့်ရစုနဲ့ပြပါစေမကျေးဇူးအများကြီးတင်ပါတယ်